ကိုညီတိုက်သူကိုညီပါတခါမောင်ပပဖြူလူနဲ့မောင်ဖြက်ကစုံမှုတို့ဟာကြောင်စင်ချိန်မှာအိမ်ပြန်လာရကကားသွားလာရှုပ်ထွေးတဲ့တန်တုမာလမ်းမကြီးကိုဖျက်ကူးဖို့ရာကားရှင်းကိုစောင့်နေကြစဉ်အဘောက်တူဟာလည်းလမ်းဖျက်ကူးဖို့တာဆူနေတာကိုလှမ်းတွေ့လိုက်ရတယ်ဟေ့ကောင်ဖြူလူဟိုးဖွားလမ်းဖျက်ကူးမလို့ကွာတော့ကြကောင်းရပါလေတိုက်နေပါဦးမယ်ကွာငါတို့လမ်းတစ်ဖက်စီတွဲပြီးတော့ပို့ပေးလိုက်ကြအောင်ဟာကွာအပူလို့တွေအဲ့ဖွားရင်ငေါနဲ့ဘာဆိုင်တာမှတ်လို့သူ့ဘာသာသူကူးကျင်တယ်လို့ကူပါစေငါပိုက်စာနေပြီဇုံမို့ရလာငါတို့ဘာသာကူးကြမယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဟာလမ်းဖြတ်ကူးခဲ့ကြပြီးမိမိတို့ရဲ့အိမ်စီအတီးတီးပြန်ခဲ့ကြတော့တယ်မောင်ဖြူလူဟာအိမ်ရောက်ပြီးတောက်လောက်ကြတဲ့ချိန်မှာပဲလူတော်စုဟာသူတို့ရဲ့အိမ်ဝင်းထဲကိုဝင်လာကြတော့တယ်ပြို့မအိမ်မြမောင်ဖြူလူရောသူ့အမိတော်အိမ်များတို့ဟာခေါ်တန်ကြရအင်းရှိတီကိုပြေးထွက်လာကြတယ်အော်ရက်ွက်လူကြီးတွေပါလားလာပါကြွပါရှင်ကြွပါဒီမှာခင်ဗျားတို့ရဲ့အမေတဲ့ဗျကျုပ်တို့ခင်ဗျားတို့အိမ်ကိုမင်းနေလို့လိုက်ပို့ပေးတာအိုးဟုတ်ပါရဲ့အမေပါလားဘယ်လိုကနေဘယ်လိုစုံစမ်းပြီးရောက်လာတာလဲအမေငါသမီးနဲ့မတွေ့ရတာလဲ15နှစ်လောက်ကြာပြီဖြစ်လို့တွေ့ကျင်တာနဲ့ကိုဘက်ရောက်ကလိပ်စာဟောင်းတိုင်းမင်းမြန်ပြီးလာခဲ့တာလေအဲ့ဒီကနေပြောင်းသွားပြီဆိုတော့မနေ့စုံစမ်းပြီးလိုက်လာရတာကွအမေတွေကိုလုံးလဲပြေးကြံလို့ပါလားဟုတ်တယ်သမီးစောစောကလမ်းကူမှာကားတစ်စီးပုတ်တိုက်သွားလို့လေအိုးဖြစ်မှဖြစ်ရလေအမေရဲ့ဘယ်နေရာမှထိခိုက်သွားမိသေးလဲအမေလမ်းပေါ်လဲကျသွားတာပဲဒါပေမဲ့ကြီးကြီးမားမားမထိခိုက်ပါဘူးသမီးရဲ့ဒါမဲ့ကွယ်သမီးတို့မိသားစုအမွေပေးဖို့ယူလာတဲ့မိဘပူပအမွေနဲ့လက်ဝဲရနာပစ္စည်းတို့ကိုတော့ကားရဲ့နောက်ဘိတ်ကကျိတ်သွားတယ်ကွ။အော်အမေရဲ့လူမထိခိုက်တာပဲကန်ကောင်းသွားတယ်။အဖေကပစ္စည်းတို့ကိုဖြပြရာကျွတ်ကျင်နေသောကြောက်တို့ပြုတ်ထွက်နေသည့်မြပရက်စိန်နေဆွဲနဲ့ရွှေလက်ကောက်တို့ကိုတွေ့ရလေသည်။နှမျောစရာပါလားအမေရဲ့။ဟုတ်တယ်သမီးအမေလည်းလူအကြောင်းကိုစွန့်ပြီးစကိုင်းမှာတီလာရှင်တောက်ဝတ်မလို့ကွ။အားကြောင့်မလို့သမီးတို့မိသားစုကိုအမွေလာပေးတာကွအခုတော့ကားကြိတ်လို့ခြေမွကုန်ပြီးကြောက်တယ်လေဘယ်ထက်ကုန်လဲမသိပါဘူးကွမူလတံမွေရဲ့7ပုံတပုံလောက်တော့ရတော့မယ်ကွအမေစင်မကောင်းတော့တော့ကွအဖေရဲ့လက်ထက်ကရွှေတဲ့ကျိုးပြက်တွေကိုကြည်ရင်နောင်တရနေသူကတော့မောင်ဖြူလူဖြစ်ပါတယ်ဒီအဖွားကြီးကိုငါအဖွားမှမသိခဲ့ဘူးအဖေကသာလက်ဖြတ်ကူဖို့ကူညီခဲ့မိရင်ငါတို့မိသားစုဟာအမွေရတနာတွေရဲ့တန်ဖိုးကိုအပြည့်အဝရမှာသိကြတယ်အခုတော့မူလတန်ဖိုးရဲ့7ပုံတပုံလောက်ပဲရတော့မယ်အဖေကိုကူညီတဲ့လျက်နဲ့မကူညီမိတာငါရဲ့အမားပဲကဲကျောင်းသားလူငယ်လေးတို့ရေကူညီတိုက်သူကူညီတဲ့ကိုမကူညီမိလို့မောင်ပပဖြူလူတို့လိုစုံရတဲ့အဖြစ်မျိုးမကြုံရအောင်ကူညီတဲ့ကူညီထိုက်တဲ့အားနည်းတဲ့လူတွေကိုကူညီပြအောင်ကူညီကြတော့ကွယ်